survival war ဆော်မှာပေါ့နော်ဒါပေမဲ့ဂန်းအနေနဲ့ပေါ့နော်ကျွန်တော်ရှိမှဒီမှာ Scarce 8ရှိရယ် RPG 7ရှိရယ်နောက်ထပ် G3 ရှိရယ်နောက်ထပ် Desert Eagle ရှိရယ် Scar L ရှိရယ်ပေါ့နော်ဒီကြရင်ဒီထဲမှာဆိုရင်မျိုး survival war ပေါ့နော်ခေးရလုံးအောင်ပြောင်းမှာမဟုတ်ပါဘူးပေါ့နော်ဒီနေ့မှာဆိုရင်တော့ဒီတိုင်း survival war ဆော်မှာပေါ့နော်ဘာကတော့တော့ကြည့်မလို့ဘူးဒီတနက်ဒီပိုင်းနဲ့ mob တွေကိုလိုက်ပြင်မယ်အစားအစာယူမယ်အိတ်ဒီပိုင်းစောင့်မယ်ပေါ့နော်အားလုံးကျွန်တော်အဲ့ဆိုရင်ကျွန်တော်ဒီနေရာမှာ spawn နေဆိုနေရာတော့ spawn နေနေရာတော့စောစောဝါဝါပဲပေါ့နော်ဟိုဘက်ဒီပိုင်းတော့ကြာကြည့်အောင်ဘယ်နေပိုင်းတွေ့နိုင်မလားဟုတ်ပြီပေါ့နော်ကျွန်တော်သွားနေရတော့တွေ့ဘူးပေါ့နော်အဲ့ဆိုတော့လိုလို့လဲဆိုတော့ဒီနာမော့ဒီနည်းနည်းပါပါကျွန်တော်တို့လုပ်မယ်ပေါ့နော်ကျွန်တော်ရှိမှာတော့ကြည်ရတော့အများကြီးရှိရပေါ့နော်ကြည်တွေနဲ့ကတော့ဘာလို့စီရတော့မလို့ဘူးပေါ့နော်ကျွန်တော်ထောင်းထားမောဟာဒီဗီဒီယိုပြီးရင်မနှက်ပြန်ကျင်မဲ့ဗီဒီယိုကျရင်ကျွန်တော်ထောင်းထားမောထောင်းနေပြောပြမယ်ပေါ့နော်ဒီတိုင်းလဲနာမည်ကတော့ timeless and classic classic 0လို့ခေါ်ရပေါ့နော်။အောင်းကျင်တော့ကိုကသာ website တို့ website တို့ဘာလို့မှတောင်းဝင်ပေါ့နော်။ရတယ်။အဲဆိုဒီမှာအပင်တွေ့ရတော့စပြီးပြန်ခေါ်အောင်ပေါ့နော်။ပြင်တော့စလာနဲ့လက်သီးနဲ့ပဲထိုးအောင်ပေါ့နော်။ညဆိုကျုံပင်ခုတ်ပြီးရဆိုရင်တော့ဘာလို့မလဲပေါ့နော်ကျွန်တော် class 2ရေလောက်ပဲပေါ့နော်2ရေလောက်ပြီးဆိုရင်ကျွန်တော်နည်းနည်းလောက်ပတ်ပြီးတော့ village တွေပါလိုက်ရှာမယ်ဒီလိုမတွေ့ဘူးဆိုရင်အောက်ကိုတက်ပိတ်ကနဲ့တူးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိမှာတနတ်တူပါလို့ရှိတော့ပါတော့စိတ်ပူကြံဘူးပေါ့နော်အကောင်တွေပါခေရှိရဆိုရင်ပြည့်တာလို့ရနောက်ခုဆိုတော့အပင်ခုတ်တာအပင်က1500ရပြီပေါ့နော်အဲဆိုရင်ကျွန်တော်ဒီတော့မလုပ်မယ်ပေါ့နော်ဒီဆိုကျွန်တော်တို့ကဘာလုပ်ရင်ကောင်းမလဲဆိုရွေးလေးတွေပါလိုက်ရှာမယ်ပေါ့နော်မတွေ့ဘူးဆိုရင်တော့ကျွန်တော်လုပ်ပြမယ်ပေါ့နော်ဒီတိုင်းထောင်လိုက်တွေပါ cave တွေပါတူးမယ်ပေါ့နော်နောက်ခုကဆိုရင်တော့တစ်သားရီလုံးမယ်ပေါ့နော် stick တွေပါနဲ့တစ်ကားလုံးမယ်ပေါ့နော်တစ်သားရီဆိုရင်ကျွန်တော် graphic တွေပဲလုပ်မယ်ပေါ့နော် crafting တွေပဲတစ်ခုလုပ်မယ်နောက်ထပ်ကျွန်တော်တို့က graphic တွေပဲလုပ်ပြီးရင်တော့ကျွန်တော် stick နဲ့ craft နဲ့ပေါ့နော် stick craft ပြီးရင်ကျွန်တော်တို့ crafting တွေပဲတွေကnormal tool craft နဲ့ပေါ့နော် wooden sword craft နဲ့ wooden axe craft နဲ့ wooden pickaxe craft နဲ့ပေါ့နော်ဒီအဲ့ဆိုရင်ကျွန်တော်ရှိမှာတော့normal tool တွေကျွန်တော်လည်းများရည်ဆိုတော့ဆော့ရတော့မှကျွန်တော်မှာ craft တော့ပေါ့နော်ဆော့ရကျွန်တော်ဒီမှာတနတ်ဒီခေဆိုတော့ပြောပေါ့နော်ဆိုတော့လို့ဆိုတော့လိုက်တော့ဆော့အောက်ဆော့တော့လိုက်တော့ပေါ့နော်ကျွန်တော်တို့ကပိတ်ကပဲလို့ပေါ့နော်ပိတ်ကမိုင်းနေပါတူဖို့โอเคဒီရောနည်းလေးတော့ကြာမယ်ပေါ့နော်အော်ဒီမှာ pickaxe craft ရမယ်ဆိုရင် pickaxe ကလို့ပေါ့နော် craft မယ် pickaxe craft ပြီးဆိုရင်တော့ mining တို့ဘာလို့လုပ်ရင်လို့မလို့ရင်တော့ခဏလောက်village လေးပါရလိုက်ရှာမယ်ပေါ့နော်ဒီဆုံး village လေးပါလေးရင်လိုက်ရှာโอเคပေါ့နော်ကျွန်တော် village တွေတော့လိုက်ရှာတော့
နေလေးရောနန်းနေရပြီပေါ့နော်ဖိလိတာမတွေ့ဘူးပြောနော်မတွေ့သေးဘူးလေဒီရစားလည်းနည်းနည်းတော့စားနေအကောင်လေးရိုက်တော့တက်မှန်းဟုတ်ကဲ့ပေါ့နော်တော့မတွေ့ဘူးဆိုအောက်ကိုတက်တူအောင်ပေါ့နော်နော်အဲ့ဆိုရင်အောက်နေနေကိုထပ်သွားမယ်ပေါ့နော်ကိုဘစတုံးနေရှိမလားဆိုပြီးတော့တော့ရင်နဲ့တော့ကိုဘစတုံးတွေ့ပါပေါ့နော်ကိုဘစတုံးတွေ့တော့ကျွန်တော်လည်းကျွန်တော်ရှိမှရှိရရစီကနည်းနည်းတော့ကိုကျွန်တော်ပြတ်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်လုံးဝဟာ crafting တွေပဲလိုလောက် crafting ကျွန်တော် craft မှာကျွန်တော်လို cobblestone ဆိုcobblestone ရည်ဆိုထပ်ပြီးကျူးမယ်ပေါ့နော်ပြီးတစ်ဆောင်စပြီးတူတော့မှာပေါ့နော်ဒီကတော့ cobblestone ရည်ဆိုကျွန်တော် cobblestone pickaxe လုပ်မှာပေါ့နော်ကျွန်တော် cobblestone pickaxe လုပ်မှာဆိုတော့ကျွန်တော်ရှင် crafting တွေလည်းရှိ cobblestone pickaxe လုပ်မှာပေါ့နော်ဒီ cobblestone pickaxe လုပ်မှာဆိုတော့ cobblestone ဒီဆိုဒီကျရ cobblestone pickaxe လုပ်မှာပေါ့နော် pickaxe cobblestone ရပဲပြောပါပါလေဒီကျရ cobblestone တွေတွေ့ဆိုတော့ okay cobblestone နဲ့cobblestone pickaxe လုပ်မှာပေါ့နော် okay cobblestone pickaxe ကကျွန်တော် stick ကဒီအားရှိပါဟေး cobblestone pickaxe ခုဆိုရင်လုပ်လို့ရပြီပေါ့နော်အဲဆိုရင်ကျွန်တော်ကတော့ cobblestone pickaxe လုပ်ဖို့ cobblestone နဲ့ဒီလိုဟိုမှာပဲ pickaxe လုပ်မှာပေါ့နော်အဲဆိုရင်ဒီဟာ cobblestone ကိုလုပ်တယ်ထိုင်လို့ပြလိုက်ပေါ့ထိုင်လို့ပြလိုက်ထိုင်လို့ပြဘလူးသူကမှလေဟာဒါလို့ဆိုရင်wait a minute did I just okay ဘောပြန်တန်မှာပေါ့နော်ဘောရောက်ပြီပေါ့နော်ညလီတန်နေတော့မှရှိနေပြီတက်ဆက်ကြီးကစားပြီးတွေ့နေတယ်ကျွန်တော်တက်ဆက်ကြီးကဘာလို့လဲတော့မသိဘူးလမ်းမထွက်ဘူးဟာပြီးဟာအနည်းဆုံးတော့ဒါလေးတော့ကားအိတ်တော့ထွက်ပါလိမ့်ထွက်ပါကားအိတ်ထွက်ပါဟာသွားပြီဟာဘီကွာဒီကတော့တအံ့ဖြစ်သွားပြီပေါ့နော်အတူလူချင်းနဲ့ဆိုရင်မနေ့ဖြန်ပြင်ပေးမယ်ပေါ့နော်